လူတယောက်ဟာနားကပ်နဲ့နားရှင်းနေရင်ခဏအကြာမှာနားကပ်ကိုပြန်ထုတ်လို့မရတော့တာကိုတွေးလိုက်ရတယ်နားစီနဲ့နားခီးပတ်အထိထိုးဖောက်ဝင်သွားပြီဆိုတာကိုသူတတိထားမိပေမဲ့စမ်းကြတာတစ်ခုကသူ့မှာဘာနာကျင်မှုမှစက္ကန့်ဝက်မျှမခံစားရတာပဲဖြစ်တယ်သူကနားကပ်ကိုဖြည်းဖြည်းချင်းပြန်ဆွဲထုတ်ဖို့ကြိုးစားကြည့်လိုက်တယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲသူ့ကောင်းတစ်ခုလုံးစီပြင်းထန်တဲ့နာကျင်မှုလိုက်တစ်ခုရိုက်ခတ်သွားခဲ့တယ်သူဟာလူနာတင်ရင်ခေါ်ဖို့ဖုန်းကိုအမြန်ဆွဲထုတ်လိုက်ပေမဲ့ဖုန်းကနားကပ်ကိုမတော်တဆသွားရိုက်မိသွားတယ်နောက်ထပ်မခံမရနိုင်တဲ့နာကျင်မှုတစ်ရက်ကသူ့ကိုထပ်မံရိုက်ခတ်သွားပြန်တယ်ရုတ်တရက်ဆိုသလိုပဲသူဟာမျက်နှာချင်းဆိုင်အဆောက်အုံကအမျိုးသမီးကိုလာရောက်လုပ်ကြံမှုဒီနေရာကိုရောက်နေတာဆိုတာကိုတတိယသွားတယ်ဒါပေမဲ့သူဟာချိန်ရွယ်ကြည့်မှန်ပြောင်းနာတိုးကပ်လိုက်ချိန်မှာပဲနားကပ်ဟာနားထဲကိုပိုးပြီးနက်ဝင်သွားခဲ့တယ်အဲ့ဒီမှာတင်သူ့ကောင်းတဲ့အကြံတစ်ခုရလာခဲ့တယ်ဒါကိုအဆုံးထိတွန်းထည့်လိုက်ပြီးမှတခြားနောက်ဖက်ကနေပြန်ထုတ်လိုက်ရင်မကောင်းဘူးလားပေါ့သူဟာနားကပ်ကိုတတလေးရှေ့ဆက်တွန်းထည့်လိုက်တယ်အံ့ဩစရာကောင်းတာကသူ့နားဟာနည်းနည်းမှမနာတော့ပါဘူးနားကပ်ဟာအတွင်းဘက်ကိုနည်းနည်းစီထပ်ဝင်သွားခဲ့ပြီးမကြခင်မှာပဲနားကပ်တစ်ခုလုံးနီးပါးသူ့နားထဲပြက်ကွယ်သွားခဲ့တယ်ဒါပေမဲ့သူကတခြားနားဖက်စီလက်ကိုလှမ်းဆန်းကြည့်လိုက်တဲ့အခါမှာတော့ဘာမှလုံးဝမဆန်းမိခဲ့ပါဘူး